ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါတယ်။ပန်းနိုင်ကိုပဲကြည်ပါ။လူတွေကိုမကြည့်ပါနဲ့။ဒီပုံမြင်လေးကအောင်မြင်တဲ့သူတိုင်းသိထားတဲ့လျှို့ဝှက်ချက်တစ်ခုကိုပြောပြပါလိမ့်မယ်။ဒါကြောင့်ပုံမြင်လေးကိုအဆုံးထိနာတော်တာဆင်ခန်းစားကြည့်ပါရှင်။တခါတော့ကအေးချမ်းတဲ့ကံငယ်လေးတစ်ကမ်းမှာငန်းနှစ်ကောင်နဲ့လိတ်တစ်ကောင်အတူနေထိုင်ကြပါတယ်။သူတို့သုံးကောင်ဟာအရန်ခင်မင်ကြပြီးငြိမ်းချမ်းပျော်ရွှင်စွာနေရတိုင်းကိုအတူကုံဆုံးကြပါတယ်။ဒါပေမဲ့တစ်နှစ်မှာပြင်းထန်တဲ့မိုးခေါင်မှုကြီးဖြစ်ပွားခဲ့တာကြောင့်ကံလေးကတဖြည်းဖြည်းခန်းချောက်လာတယ်။ရေပြားအလွန်နှိမ့်ကျသွားတဲ့အတွက်ငါးရီစတင်တည်ကြည်လာရတယ်။မကြခင်မှာပဲရေလုံလောက်အောင်မရှိတော့တဲ့အတွက်အသက်ရှင်မိုးတော့အတော်တန်ခက်ခဲလာတော့တယ်။ငန်းနှကောင်စူယုံဆွေးနွေးကြတယ်။ဒါအနည်းရှိတယ်။ပထမငန်းကပြောတယ်။ဒီမှာဆက်နေရင်ငါတို့တည်ကြတော့မယ်။ထွက်ပြေးဖို့လိုတယ်။ဟုတ်တယ်ဒုတိယငန်းကဆိုရယ်အနည်းကကန်ကြီးစီပြန်သွားကြစို့အဲ့ဒီမှာရေလုံလောက်မှာပဲလိတ်ကဝမ်းနေစွာနဲ့ခေါင်းငိုက်ချလိုက်တယ်ဒါပေမဲ့ငါပြန်မရဘူးလေလိတ်ကဝမ်းနေစွာနဲ့ပြောလိုက်တယ်မင်းတို့မှာအတောင်ပံတွေရှိရဲ့မင်းတို့တော့လက်မြောက်သွားနိုင်မယ်ဒါပေမဲ့ငါကတော့ဒီကန်ထဲမှာပဲတေဆုံးမှုကံပါလာပုံရတယ်ဒါကိုကြတော့ငန်းတွေမှာတနာကျင်နာစိတ်ပေါ်လာတယ်ငန်းတစ်ကောင်ကပြောတယ်ခဏဆောင်မင်းကိုကဲဖို့နီလန်းရှိလောက်တယ်။သူတို့ဒုတ်ရှိတစ်ချောင်းကိုရှာပြီးပြောကြတယ်။ဒီတုတ်တန်ကိုပါဇက်နဲ့ကိုက်ပြီးခိုင်ခိုင်ချုပ်ကိုင်ထား။ဘာဖြစ်ဖြစ်ပါဇက်မခွင့်နဲ့ငါတို့ကမင်းကိုလေထဲကနေတဲသွားမယ်။လက်ကအသက်ရှင်မှုမျောလင်းချက်လေးနဲ့တုံတုံကြီးကြီးကောင်းငိမ့်လိုက်တယ်။ငန်းတွေကအတောင်မှခတ်ပြီးဒုတ်တန်ကိုမိုးကောင်းကင်စီညှောက်ယူသွားတယ်။သူတို့ဟာလေကွင်းတွေတစ်ပင်တွေအပေါ်ကပြန်တန်းပြီးဘေးကင်းရာကိုဦးတီသွားကြတယ်။အနီးကကြေးရွာတူရပေါ်ကဖြတ်ပြန်သွားတဲ့အခါကြေးရွာသားတွေကသတိထားမိသွားကြတယ်။ကြည်စမ်းလိတ်ကပြန်နေတယ်သူ့မှာအတောင်ပံပေါက်တာလားမသိလိတ်ဟာမန်တက်ပြီးနည်းနည်းစူးစမ်းခြင်းစိတ်ဖြစ်ကငါ့ကိုကြည်စမ်းငါပြန်နေတယ်လို့အော်ဖို့ပါဇက်ကိုဖွင့်လိုက်တယ်။လိတ်ဟာကြိုက်ထားတာလျှော်သွားပြီးရေကြီးပေါ်ကျသွားတယ်။ဝမ်းနေစရာကောင်းတာကသူဟာအဲ့ဒီကြာဆင်းမှုကြောင့်အသက်မရှင်နိုင်တော့တာပါပဲ။ဒီပုံမြင်လေးရဲ့သင်ခန်းစာကတင်ဟာခရီးတစ်ခုကိုစတင်တဲ့အခါဒါမှမဟုတ်တစ်ခုကိုအသက်လုပ်တဲ့အခါလူတွေကတင်းကိုရဲကြတန်တရားဖြစ်ကြဟာတာလုပ်ကြမှာပါဒါဟာပုံမှန်ပါပဲဒါပေမဲ့ကိုရှင်းပြဖို့ဒါမှမဟုတ်သူတို့မှာကြောင့်တတ်သိပြဖို့အာယုံထွေပြမိရင်တင်းရဲ့အောင်မြင်မှုအတွက်အခွင့်အလမ်းကိုဆုံးရှုံးနိုင်ပါတယ်တခါတည်းရမှာအဓိကတော့ချက်ကအာယုံစူးစိုက်မှုကိုမပြတ်စေဖို့လုပ်ငန်းစဉ်ကိုယုံကြည်ဖို့နဲ့မပြတ်နိုင်မှုထင်ရတဲ့အချိန်တွေမှာတော့ခိုင်ခိုင်မြဲမြဲကင်ထားဖို့ပါပဲအောင်မြင်မှုဟာဗမိရဲ့ပန်းနိုင်ကိုမျက်ခြေမပြတ်စိုက်ကြည့်ပြီးပတ်ဝန်းကျင်ကအတန်တွေကိုလေလျူရှုနိုင်သူတွေစီကိုမကြာခဏရောက်ရှိလာတတ်ပါတယ်ကဲအခုနာတော်တာဆင်ခံစားနေကြတဲ့ပရိသတ်ကြီးတို့လည်းဒီပုံမြင်လေးတွေကနေသင်ခန်းစာတစ်စုံတစ်ခုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်ကျမတို့ရဲ့နေ့စဉ်ဘဝမော်ရီကြားတွေကအာတင်စရာစိတ်အားတက်စီတဲ့ပုံမြင်လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်